ယခုလိုမင်္ဂလာရှိလာသောအချိန်ခါတည်းများလေးမှာကျင်းပကပြစ်လို့တဲ့ဇပူကျော်မဲ့အလူတော်ကြီးကတော့အနန္တောနန္ဒာ၅ပါးဥဒိတ်တင်ကဖြစ်သဒနာအလူတိုင်ကဥဝိန္ဒသဒနာအလူတိုင်ကမှာဒေါခိုင်မိသားစုတို့မှာရန်ကုန်မြို့မိုးကုတ်ရိပ်ကပဒါနနိုင်ကဆရာတော်ဒေါက်တာအရှင်ပါရမီအားဥဒိတ်ပန်းစင်လေးကျင်းပပြစ်လို့တဲ့ရှင်ပြူနာတာအလူတော်ပွဲကြီးပဲဖြစ်ပါတယ်ခင်ဗျာပြောစီတဲ့ချိန်ကြီးလွန်ကမင်္ဂလာယူနှက်ပုံနဲ့နဲ့ညီတမျှလုံးအသွင်မတူမိအောင်ဆုံးမတကြီးနဲ့ဝင့်ထဲစွာခံရလို့နဲ့ဒီလိုအလုံးဒီလိုအလုံးတရွာလုံးတစ်နေ့လုံးပျော်ရွှင်မဆုံးမိုးလုံးတိမ်နေချိန်ကြီးညံစုအောင်ဝဲခံယူဒီအလူပွဲမှာအလူတိုင်ကဥဝိန္ဒအလူတိုင်ကမှာဒေါခိုင်တို့သာပုဒ္ဒယတနာမောင်ထက်မြက်အောင်မောင်အောင်ကောင်းမြက်မောင်အန်ထူးမြက်သူယတနာမောင်မျိုးဒုက္ခနိသူမယတနာမဤတင်စာဖြိုးမဖြိုးဤစံမကျူးရည်ဝေမနှင်းရမုံဖြိုးမပိုးတန်စင်ချိုးတို့နဲ့အတူသူမယတနာ40ကျော်လို့အားသဒနာအမွေပေးရတဲ့အလူပွဲကြီးလဲဖြစ်ပါတယ်ခင်ဗျာအမြောင်းကဝိုင်းလို့အော်ချာတမှုတင်စားခေါ်ယူအလူရကြီးစေတနာတရာကဖြူအလူမကြီးစေတနာတရာကဖြူလာလာတမြမိတ်ဆွေအပေါင်းကိုခေါ်၍ပြုံးလေးနဲ့စီကျူကတမှုမင်္ဂလာယူမင်္ဂလာယူဒီနေ့တော့မှာတကယ်ကိုစံမှုအားချစရာအလူမြတ်ဗုဒ္ဓသာသနာတော်အတွင်းဘုရားစသူတော်ကောင်းဆုံးချီးမွမ်းအပ်သောဒီသာသနာအမွေပေးရတဲ့ပွဲမှာဖြစ်အလူရှင်အလူမမိသားစုများနဲ့အတူဝမ်းမြောက်စွာကုသိုလ်ထပ်တူရပါစေကြောင်းကြွရောက်ကသာဓုအနုမောဒနာတရားနာကြားနိုင်ကြဖို့ခင်မင်လေးစားချစ်ခင်စွာဖြင့်အလူရှင်အလူမတို့နဲ့အတူအိုင်သာရွာဟောက်ဆက်အဖွဲ့မှာဖိမှန်တကပြုလိုက်ရပါတယ်ခင်ဗျာယခုလိုမင်္ဂလာရှိလာသောအချိန်ခါတည်းများလေးမှာကျင်းပကပြစ်လို့တဲ့ဇပူကျော်မဲ့အလူတော်ကြီးကတော့အနန္တောနန္ဒာ၅ပါးဥဒိတ်တင်ကဖြစ်သဒနာအလူတိုင်ကဥဝိန္ဒသဒနာအလူတိုင်ကမှာဒေါခိုင်မိသားစုတို့မှာရန်ကုန်မြို့မိုးကုတ်ရိပ်ကပဒါနနိုင်ကဆရာတော်ဒေါက်တာအရှင်ပါရမီအားဥဒိတ်ပန်းစင်လေးကျင်းပပြစ်လို့တဲ့ရှင်ပြူနာတာအလူတော်ပွဲကြီးပဲဖြစ်ပါတယ်ခင်ဗျာပြောစီတဲ့ချိန်ကြီးလွန်ကမင်္ဂလာယူနှက်ပုံနဲ့နဲ့ညီတမျှလုံးအသွင်မတူမိအောင်ဆုံးမတကြီးနဲ့ဝင့်ထဲစွာ
ရှိမဆုံးမိုးလုံးတိတ်နေချိန်ရင်ညံစုအောင်ဝဲခံယူ ဒီအလှပွဲမှာအလှတိုက်ကဦးဝင်းတိုင်အလှတိုက်ကမှာဒေါ်ခိုင်တို့သားပုဒ္ဒယတနာမောင်ထက်မြက်အောင်မောင်အောင်ကောင်းမြတ်မောင်အန်ထူးမြတ်သူယတနာမောင်မျိုးဒုက္ခနုသူမယတနာမတ်ဤတင်စာဖြိုးမတ်ဖြိုးဤစံမတ်ကျူးရည်ဝေမတ်နှင်းရမောင်ဖြိုးမတ်ပိုးတန်စုချိုးတို့နဲ့အတူသူမယတနာ40ကျော်တို့အားသဒနာအမွေပေးရတဲ့အလှပွဲကြီးလဲဖြစ်ပါတယ်ခင်ဗျာတရာဖြူတဲ့မဟာအလူတရာဖြူတဲ့မဟာအလူအများကဝိုင်းလို့အော်ချာတမှုတင်စားခေါ်ယူအလူတကာကြီးစေတနာတရာကဖြူအလူမကြီးစေတနာတရာကဖြူလာလာတမြမိတ်ဆွေအပေါင်းကိုဖော်ရပြုံးလေးနဲ့စီကျူကတမှုမင်္ဂလာယူမင်္ဂလာယူဒီနေ့တဝမ်းမှာတကယ်ကိုစံမှုအားချစရာအလူ မြတ်ဗုဒ္ဓသာသနာတော်အတွင်းဘုရားအစသူတော်ကောင်းဆုံးချီးမွမ်းအပ်သောဒီသာသနာအမွေပေးရတဲ့ပွဲမှာဖြစ်အလူရှင်အလူမမိသားစုများနဲ့အတူဝမ်းမြောက်စွာကုသိုလ်ထပ်တူရပါစေကြောင်းကြွားရောက်ကသာဓုအနုမောဒနာတရားနာကြားနိုင်ကြဖို့ခင်မင်လေးစားချစ်ခင်စွာဖြင့်အလူရှင်အလူမတို့နဲ့အတူအိုင်တာရွာဘောက်ဆက်အဖွဲ့မှာဖိမဲ့တကပြုလိုက်ရပါလိမ့်ခင်ဗျာ